ဆရာမဆွေများအားလုံးမင်္ဂလာပါ2026ခုမေလ10ရက်တောက်ကြနေ့ည7ရက်လက်အစီအစဉ်ဖြစ်ပါတယ်ဘဝကံလန်ဒီနေ့ကတော့သုံးကျွင်းစာတာရှင်တိုက်ဖွာကြာသာပရိသတမီများရဲ့ဘဝကံလန်လက်အစီအစဉ်လေးဖြစ်ပါတယ်ကဲဒီကနေ့ကတော့ကြာသာပရိသဖြိုးမောင်မောင်ကိုအကြောင်းပြုပြီးတော့သုံးကျွင်းစာတာရှင်တိုက်ဖွာကြာသာပရိသသမီးများရဲ့ဘဝကံလန်းလေးကိုဆရာကဟောပြောပြမှာဖြစ်ပါတယ်ဒီဟောလေးကတော့သုံးကျွင်းစာတာရှင်ကြာသာပရိသသမီးအားလုံးနဲ့သက်ဆိုင်တဲ့ဟောပြောချက်လေးဖြစ်ပါတယ်ဆရာဟောပြောနေကြတိုင်းပဲဒီယခုဟောပြောချက်များဒီဘယ်လောက်ထိမှန်ကန်နိုင်မလဲဆိုလို့ရှိရင်10ယောက်မှာ9ယောက်လောက်မှန်ကန်မှုရှိပါတယ်3ယောက်လောက်ကချွင်းချက်အနေနဲ့ရွေးချုံမှုလေးတွေရှိနိုင်တယ်အကြောင်းမို့ခုဆရာဟောပြောချက်ဒီဖြိုးမောင်မောင်အကြောင်းပြုဟောပြောတည်ဆိုတော့လေဒီသုံးချင်းကြာသာပရိသသမီးများအားလုံးနဲ့10ယောက်ကို9ယောက်လောက်သက်ဆိုင်မှုရှိနေဟောပြောချက်တွေကိုဆရာဟောပြောပြီးတော့မှဖြစ်ပါတယ်ဒါမှကိုယ့်ရဲ့ဘဝကံလည်းနေကကောင်းလားမကောင်းဘူးလားဘယ်ချိန်မှာကောင်းလာလဲဘယ်ချိန်မှာမကောင်းဘူးလဲမကောင်းတဲ့ချိန်မှာကောင်းအောင်လုပ်ရမယ်ကောင်းတဲ့ချိန်မှာပိုကောင်းအောင်ဒါဆိုလို့ရှိရင်ဘဝကံလည်းဖြတ်တန်းတဲ့ခါမှာတိတ်ပင်ပန်းမှုတွေမရှိတတ်တာပေါ့ဒါကဆရာတို့ကဘဝလူတယောက်ရဲ့ဘဝကံလန်းကိုဟောပြောခြင်း